အားလုံးပဲမင်္ဂလာပါခင်ဗျာတနင်္လာနေ့ညနေတွက်ကိုတင်ပေးမှာဖြစ်ပါတယ်ဒီမနက်60မှာတော့ YouTube အကူမတွေရောကျွန်တော်ရဲ့အဖွဲ့ဝင်တွေရောနှစ်တီးစားမိန်အောနဲ့အဆင်ပြေမယ်လို့ထင်ပါတယ်YouTube အကူမတွေကတော့ကျွန်တော်ညတော့ကဗီဒီယိုဖိုင်မှာဆိုရင်69ပတ်တီးကိုပေးထားတာဖြစ်ပါတယ်ပြီးတော့60ဆိုတာကကျွန်တော်တို့မိန်အောထဲမှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ YouTube အကူမတွေနှစ်တီးစားမိန်အောနဲ့အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်ဒီဘက်မှာဆိုရင်အဖွဲ့ဝင်တွေကကျွန်တော်ရဲ့အဖွဲ့ဝင်ဇာတိုးပတ်တီးက6ပတ်တီးဖြစ်ပါတယ်6ပတ်တီးနဲ့60ဆိုပြီးတော့ကျွန်တော်တို့မိန်အော3ကွက်4ကွက်ထဲကနေပြီးတော့ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖွဲ့ဝင်တွေက60မှာပတ်တီးရောကျွန်တော်တို့မိန်အော2တီးစားနဲ့ကျွန်တော်တို့အဖွင့်လာမယ်လို့ထင်ပါတယ်အဲ့ဆိုတော့အဖွဲ့ဝင်တွေကတော့ဒီဘက်မှာကျွန်တော်ရဲ့အဖွဲ့ဝင်ဇာတိုးပတ်တီးက6ပတ်တီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမနက်မှာထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့တာဝန်က JB တောင်းဖြစ်ပါတယ်များသောအားဖြင့်ကျွန်တော်ဒီဗီဒီယိုပိုင်းကိုကြည့်နေရလဲအဖွဲ့ဝင်တွေပဲဖြစ်မှာဖြစ်ပါတယ်YouTube ကကိုမတွေကတော့တချို့ကိုမတွေလည်းကျွန်တော်ကိုရှာလို့မတွေ့တာရှိပါတယ်ပြီးတော့တချို့ကိုမတွေကကျွန်တော်ရဲ့ site တွေလက်ရေးတွေကိုမှတ်ထားတာဖြစ်ပါတယ်ကျွန်တော်ကတခါမှရုပ်ပြပြီးတော့မတင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုမြင်တော့မြင်မှာဖြစ်ပါတယ်မြင်ပေမဲ့လည်းကျွန်တော်မှန်းသိကြမှာသိမှာဖြစ်ပါတယ်အဖွဲ့ဝင်တွေလောက်ကိုပဲကျွန်တော်ရဲ့ဒီ channel နာမည်ကိုကျွန်တော်ပြောထားပေးတာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့အခုကြည့်တဲ့အများစုကလည်းဒါအဖွဲ့ဝင်တွေပဲကျွန်တော်တို့ဖြစ်မှာဖြစ်ပါတယ်အဲ့ဆိုတော့ဒီမနက်မှာတော့ဒါ6ဘတ်တီးနဲ့ကျွန်တော်တို့60ဆိုပြီးတော့နှစ်သီးစာဒါနေတိုင်းကအဖွဲ့ဝင်တွေရောအောင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ကဗီဒီယိုဖိုင်ပဲဒါလုပ်ပြီးတော့တင်ပေးတာဖြစ်ပါတယ် like ကတော့ကျွန်တော်နောက်ပိုင်းနေကြမှာကျွန်တော်လွှင့်ဖို့စဉ်းစားထားတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ site တွေကတော့လုံးဝပြလို့မရပါဘူးပြီးခဲ့တဲ့အပတ်တောက်ကြနေရလဲကျွန်တော်ဒါအခြား channel တစ်ခုနဲ့site ကိုပြတဲ့အခါမှာတခါတည်းတန်းပြီးတော့ပြုတ်ကျသွားတာဖြစ်ပါတယ်အဲဆိုတော့ site တွေကတော့ပြလို့မရပါဘူးအကူမတွေကထွက်စင်တွေကိုချပြီးတော့နေ့စဉ်နေ့တိုင်းမှာရေးထားမှာဖြစ်ပါတယ်ကျွန်တော်ရတဲ့ key line တွေ one chain line တွေကိုကျွန်တော်နှုတ်နဲ့ပဲပြောပြသွားမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ညနေမှာဆိုလို့ရှိရင်ကျွန်တော်အဓိကထားပြီးတော့ကစားမဲ့ key ကတော့ကျွန်တော်492ဆိုတဲ့ key ကိုအဓိကထားပြီးတော့ကစားမှာဖြစ်ပါတယ်အဲ့492 key ကဘယ်လိုရလဲဆိုတော့ကျွန်တော်တို့ဒီဗုဒ္ဓဖူးနေ့ညနေပိုင်းကခွန်ထိတ်ကကြာပေးနေ့ညနေပိုင်းက6ထိတ်ကတောက်ကြနေ့ညနေပိုင်းက1နောက်ပိတ်ကခွန်ရ6က1ကကိုမိုင်းနားလဲမယ်လို့ထင်ပါတယ်ဗုဒ္ဓဖူးနေ့ညနေပိုင်းကခွန်ထိတ်ကကြာပေးနေ့ညနေပိုင်းက6ထိတ်ကတောက်ကြနေ့ညနေပိုင်းက1နောက်ပိတ်ကထိတ်စီးနှလုံးနောက်ပိတ်တစ်လုံးနေ့စဉ်နေ့တိုင်းကိုအဲ့လိုပေါင်းလာမှာဖြစ်ပါတယ်ခွန်ရ6က1ကပေါင်းလို့ရှိရင်4ရက်ပေါင်းက9 4ရက်နှစ်ခက်က2 492ကီးဆိုပြီးတော့ရတာဖြစ်ပါတယ်အပေါ်ပင်တွေမှာလည်းကျွန်တော်လုပ်တဲ့ပုံစံတိုင်းညနေပိုင်းထိပ်စီးနှလုံးညနေပိုင်းနောက်ပိတ်တစ်လုံးတောက်လျှောက်ကျွန်တော်လုပ်တဲ့ပုံစံမျိုးကျွန်တော်ကအောက်ဆုံးပင်ကိုပဲပြောပြသွားတာဖြစ်ပါတယ်အပေါ်ပင်တွေကိုအကူမတွေကဆင်းလားမဆင်းလားဆိုတာကိုစက်တိုက်ပြန်ပြီးတော့စစ်သွားလို့ရပါတယ်အဲဆိုတော့ခွန်ရ6က1ကပေါင်းလို့ရှိရင်4ရက်ပေါင်းက9 4ရက်နှစ်ခက်က2ဆိုပြီးတော့492ကီးရတာဖြစ်ပါတယ်အဲ492ကီး492ကီးတွေကမှကျွန်တော်တို့ဒီ2823ဆိုရက်ကျွန်တော်တို့အိုက်ပင်ကနေစပြီးတော့ကျွန်တော်တို့ဒီ492ကီးတွေကမှအလဲရကနန်းကိုဖျောက်ပြီးတော့နက်ခတ်အနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပေးတာကိုတွေ့ရပါတယ်အဲဆိုတော့2823ဆိုတဲ့ကျွန်တော်တို့အပင်ကနေစပြီးတော့ကျွန်တော်တို့ခုနကပြတဲ့ကီးတွေကပဲကျွန်တော်တို့ဒီ2823ဆိုတဲ့အပင်ကနေစပြီးတော့နက်ခတ်တစ်စုံနေနဲ့ပေးတာကိုတွေ့ရပါတယ်အဲဆိုတော့492ကီးတွေကမှကျွန်တော်တို့အလဲက6ကိုဖြောက်မယ်ဆိုလို့ရှိရင်42ဆိုပြီးတော့ကျွန်တော်တို့နက်ခတ်တစ်စုံနေနဲ့ရတာဖြစ်ပါတယ်အရင်ကလို့ကျွန်တော်က site တွေကိုမပြရတဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့ဒါပြောလို့မကောင်းတာဖြစ်ပါတယ်တချို့ထုံထိုင်းတဲ့ကူမတွေလည်းရှိပါတယ်ကျွန်တော်ရဲ့ဖန်စစ်တွေဆိုရင်တော့ကျွန်တော်လုံနေကြပုံစံတိုင်းအကူမတွေဒါတောက်လျှောက်လုံလာမယ်ဆိုရင်တော့သိမှာဖြစ်ပါတယ်ကီးလိုင်းကတော့ကျွန်တော်တို့ခွန်ရ6ကညနေပိုင်းကကျွန်တော်တို့ခွန်ထိတ်က6ထိတ်က
တက်နောက်ပိတ်ကပေါင်းလို့ရှိရင်4ရက်ပေါင်းက9 4ရက်နှစ်ခက်က2 4ကို2ကီရီယာမှာနှစ်ခက်တစ်စုံနေနဲ့ဆိုတော့ကျွန်တော်တို့က4နှစ်ပတ်တီးဆိုပြီးတော့ညနေမှာရတာဖြစ်ပါတယ်အဲဆိုတော့ညနေမှာဆိုလို့ရှိရင်4ကို2ကီကိုပေးပါတယ်အဲ့ဒီမှာကျွန်တော်4နှစ်ပတ်တီးကိုထုတ်ပေးပါတယ်4နှစ်4ကို2ကီကိုပေးပါတယ်အဲ့ဒီမှာ4နှစ်ပတ်တီးကိုထုတ်ပေးပါတယ်နောက်ပြီးတော့ကျွန်တော် live လွှင့်မဲ့ဆိုရင်တော့ဒါ view များမဲ့ဆိုတာကိုတည်ပြင်မဲ့ကျွန်တော်ဟိုးတုန်းကကျွန်တော် site ပြတဲ့အခါမှာလည်းကျွန်တော် live လွှင့်လေးlive လွှင့်လေးမရှိပါဘူးကျွန်တော် video file ပဲလုပ်ပြီးတော့တင်ပေးတာဖြစ်ပါတယ်အခုလည်းပဲ video file လုပ်ပြီးတော့ပဲတင်ပေးလိုက်ပါတယ်အဲဆိုတော့ကျွန်တော်ညနေမှာဆိုလို့ရှိရင်4ကို2ကီကိုပေးပါတယ် idea မှာ24ပတ်တီးကိုထုတ်ပေးပါတယ်24နဲ့ပတ်သက်ရင် main တင်ကွက်ကိုကျွန်တော်အရင်ဆုံးစပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်နှစ်နဲ့ဆိုရင်25 20 23 21နှစ်နဲ့ဆိုရင်25 20 23 21လေးနဲ့ဆိုရင်43 48 45 41လေးနဲ့ဆိုရင်43 48 45 41လေးနဲ့ဆိုရင်43 48 45 41အဲ့ကနန်းတွေကတော့ညနေမှာဆိုလို့ရှိရင်4နှစ်နဲ့ပတ်သက်လို့ရှိရင် main ရောဖြစ်ပါတယ်နောက်ပြီးတော့4နှစ်ပတ်တီးကိုမပတ်နိုင်တဲ့အကူမတွေအတွက်နောက်ထပ်လာနိုင်ခြေရှိတဲ့နှစ်ကွက်စီလောက်ကိုဒုတင်ကွက်အနေနဲ့ထည့်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်က4နှစ်ပတ်တီးလို့ပြောပြီးတော့တစ်လုံးကို4ခွက်လောက်နဲ့ကပ်ပေးလိုက်လေရပါတယ်ကြံတာကြကျင်တာနဲ့ကြပတ်တီးအောင်တယ်ဆိုပြီးတော့ထားလို့ရပါတယ်ဒါပေမဲ့တချို့မပတ်နိုင်တဲ့အကူမတွေအတွက်အသက်နိုင်ဆုံးလာနိုင်ခြေရှိတဲ့ကဏ္ဍတွေကိုထည့်ပေးသွားမှာဖြစ်ပါတယ်အဲဆိုတော့နှစ်နဲ့ပတ်သက်လို့ရှိရင်ဒုတင်ကွက်ကတော့29 28 4နဲ့ဆိုရင်46 40နှစ်နဲ့ဆိုရင်29 28 4နဲ့ဆိုရင်46 40အဲ့ကနန်းတွေကတော့4နှစ်ပတ်တီးကိုမပတ်နိုင်တဲ့အကူမတွေအတွက်ဒုတင်ကွက်အနေနဲ့ထုတ်ပေးလိုက်ပါတယ်အဲဆိုတော့ညနေမှာဆိုရင်4ကို2ကီကိုပေးပါတယ်အိုင်ဒီယာမှာ4နှစ်ပတ်တီးကိုထုတ်ပေးပါတယ်4နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေရတာအဓိကဖြစ်ပါတယ်ကဲပေါက်ကတော့မကြိုက်ဘူးဆိုတဲ့အကူမတွေကဖြုတ်ချင်လဲဖြုတ်လိုက်လို့ရပါတယ်ကဲပေါက်တွေကတော့10ချိန်မှာတစ်ချိန်2ချိန်တော့ကြားတတ်တာဖြစ်ပါတယ်ကျွန်တော်လိုပဲကီးပြည့်ကင်ပြီးတော့ကစားတဲ့အကူမတွေအတွက်ကတော့6နဲ့ကဲပေါက်5ခွက်ကိုကျွန်တော်ရဲ့ထုံးစံတိုင်းထည့်ပေးသွားမှာဖြစ်ပါတယ်အဲ့ကဲပေါက်တွေကတော့မေးကျင်တဲ့အကူမတွေမေးထားလို့ရပါတယ်ကျွန်တော်လိုပဲကီးပြည့်ကင်ပြီးတော့ကစားတဲ့အကူမတွေကတော့6နဲ့ဆိုလို့ရှိရင်93 98 95 90 91 9နဲ့ဆိုရင်93 98 95 90 91 9နဲ့ဆိုရင်93 98 95 90 91အဲ့ကနန်း5ခွက်ကတော့4နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေကစုစုပေါင်းဥမာအနေနဲ့ကျွန်တော်1000ဝန်းကျင်လောက်ကစားရဲဆိုရင်6နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကတစ်ခွက်ကို150ဘူးဝန်းကျင်လောက်ကိုယ့်ရဲ့အရင်ပြန်ရနိုင်တဲ့အနေအထားလောက်ကိုချင်းချိန်ပြီးတော့ကစားလို့ရပါတယ်4နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေကဥမာအနေနဲ့ကျွန်တော်တို့1000ဝန်းကျင်လောက်ကစားရဲဆိုရင်6နဲ့ပတ်သက်တဲ့ကဏ္ဍတွေက150ဘူးဆိုရင်ဒါ12000ဆိုတော့ကိုယ့်ရဲ့အရင်ပြန်ရနိုင်တဲ့အနေအထားလောက်ကိုကိုထိုးတဲ့ငွေမောင်းနဲ့ချင်းချိန်ပြီးတော့ကစားလို့ရပါတယ်နေ့စဉ်နေ့တိုင်းမှာတော့ကီးတွေပတ်တီးတွေမိအောင်အကောင်းဆုံးကြိုးစားပေးလိုက်ပါတယ်အဓိကတော့ကီးလိုင်းတွေကျွန်တော်တို့ဒါမိခဲ့တဲ့ဆိုရင်လည်းပဲလုံးဝအဆင်ပြေနေမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ညနေမှာဆိုရင်4ကို2ကီးကိုပေးပါတယ်အိုင်ဒီယာမှာ4နှစ်ပတ်တီးကိုထုတ်ပေးပါတယ်4နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေရတာအဓိကဖြစ်ပါတယ်အဖွဲ့ဝင်တွေကလည်းကြည့်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါက်ကြီးတွေဘယ်လောက်ရတယ်ဆိုတာကိုဝင်ပြီးတော့ရေးထားစေချင်ပါတယ်အဲဆိုရင်အကူမတွေအားလုံးကျွန်တော်တနင်္လာနေ့ညနေမှာလည်းထပ်ပြီးတော့ကန်နေကောင်းကြပါစေလို့ဆုတောင်းရင်းကျွန်တော်ဒီမှာပဲရန်နာပါတယ်